ဘိုက်ကကြီးအစိုးရဖြစ်သွားပါပြီဆိုအရန်ပြောတယ်ပေါ့မောရှမ်းမြမှာပဲနေနေလို့ဒါပေမဲ့ရှမ်းမလေးတွေကတော့လက်မကြိုက်မလို့ပေါ့ လမ်းဆောင်ရောက်နေရှမ်းပြည်ရှေ့ပိုင်းတောင်ပိုင်းရ ဘယ်ချိန်ရှိပြီလဲ ဖုံဝဲ အားကျွန်တော်နမ်ဆန်မျိုးကိုရောက်ပါပြီဟာ ဗီဒီယိုကြီးပြပါလေဟုတ် ဟုတ်လေဒီကမမှန်ယူတယ်ကိုမျိုးရော9000လား9000ပေးတော်ပြီတက်တာလေအဲ့လိုပဲမျိုးတော့မရောက်တာ ဆိုင်ကြီးဆိုင်ပြောတော့လက်ခံပါနော်ဒီကောက်ဆွဲကောင်းလုံးလို့စားလားဆိုင်ရှင်တကယ်ချောတော့ကောင်းချစ်စရာ ကျစီရလေကျစီရကြီးရော ကျွန်တော်ဟိုက်ပါခီးစင်ပဲဖြစ်ပါလေကျွန်တော်ကောင်းရင်လုံးဝရှင်းဘာညာပွဲဝင်နေဘာပြောမှာ ဟမ်ရမ်းပြောတယ်ပေါ့ပြောချင်တာနော်ရမ်းပြောတယ်ပေါ့ ဒီမှာလည်းဘက်ဖီရန်ကောင်းနေတယ်ဟမ်တော့မပိတ်ဘူးဝင်လာကြတယ်1 2 3မိုက်ပါတယ်ဗျာနေတော့တော့ထားခဲ့တယ်အေးအမလို့ပါရငါတို့အမတ်တွေကဖွင့်လိုက်လေတပုံကတော့ရရအောင်နားလေးမှာ အပြောချင် ဟမ် အပြောချင် အားပြောချင်တယ်လေဆိုစောက်ရမ်းမိုက်တယ် โอเคဥမာလေထောင်ထဲမှာဘာလုပ်နေလဲ ဖိုင်လိုက်ဝင်ရမလားရဖိုင်မင်း
အေးဒါတော့ကျွန်တော်ပင်လုံရောက်ပြီနော်အဲကျွန်တော်အုပ်ကြီး မဲချဒါပင်လုံးနဲ့ ပင်လုံဟာဒါတော့ကျွန်တော်တို့မော်ဘီယာဇိုးကြီးပေါ့ ကနစု ဒါတော့ကျွန်တော်တောင်ကြီးက နောင်ကြီး နောင်ကြီးโอเคဒါတော့ကျွန်တော်ရဲ့စီးရုံကြီး ကျွန်တော်တို့အခုသွားတဲ့အတွေ့အကြုံကတော့တော်တော်မိုက်ပါတယ်တော်တော်မိုက်ပါ ဘူးလို့တဲ့ဘေးရှင်းနဲ့ပြန်လာ ဖေးချင်းနဲ့ပြဿနာရဟုတ်လေဒီကမမှန်ယူတယ်ကိုမျိုးရော9000လား9000ပေးတော်ပြီတက်တာလေအဲ့လိုပဲမျိုးတော့အဲကြောင့်ရေဘူးခုနကကျွန်တော်လိုက်ပြီးတွေ့လာရေဘူး9000 ကန်ရော ကြောက်ဘူးလေကွာမင်းရတယ်ဟယ်လိုမကြောက်ဘူးလာကြည့်တော့မှရပါโอเคလောက်ပြီ ဘာရနာလို့ဘာရနာ ဟုတ်လား ဒါဆူရဲ့ကြီးဝေးလို့ပါရင်နှင်းမြေစကားလေး လိုက်တာ ဆိုတော့အရန်ပြောတယ်ပေါ့ အခုဒါဘယ်ရောက်နေရလဲဘူး ကျွန်တော် hyper ပေါ့ကျွန်တော်တို့ ဟိုက်ပါဆိုတာ hyper ဆိုတာကျွန်တော်တို့ရှမ်းလူမျိုးတွေရဲ့ဒါထင်ကြရရေတကုန်းကြီးပေါ့နော် โอเคဗျာ ပြပြကြတာအဲ့ဒါ ဘယ်နားလေးမှာလက်ညှိုးလေးထိုးပြလာ ဟိုဘက်မှာရှိုးလိုက်အော်ကြီးတွေအများ โอเค ကြီး ဗျာအခုရဲ့ရင်နှင်းစကားလေးอ่ะ
မောရှမ်းမြင့်မှာပဲနေနေလို့ဒါပေမဲ့ရှမ်းမလေးတွေကတော့ဟိုလက်မကြိုက်မတူပေါ့ စမ်းပါလေးတွေမတွေ့သေးဘူးပေါ့ခါလေးနာနေပြီတော့ခါလေးနာနေပြီတော်တော်ဆင်းပြေတယ် ဒါတော့ကျွန်တော်လေကောင်းထွက်နေရကို ဘယ်လေကောင်းတာပါဒီနေ့မှဆိုင်ကပြန်စီးနိုင်တာတော့ အခုရဲ့ခံစားချက်လေးအခုရဲ့ခံစားချက်လေး ဟောမိုက်တယ်ဟော beautiful ဒါပဲပြောရတာလားကိုကတကားပြောရဲ beautiful beautiful နဲ့ ဟုတ်မယ် ဟိုကွာ ကောင်းနေတောက်ပါမယ်ဘောက်ဝင်ပြီးကပ်ပါမယ်ဟိုက်ပါရေတကွန်မှာပါတောင်ရမိုက်ပါနဲ့ ကျေးဇူးပါဘာလေးပြောချင် ဘိုက်ကကြီးအစိုးရဖြစ်သွားပါလိမ့်ဘိုက်ကကြီး မောဟာ ဘိုက်ကကြီးအော်တိုစိုးရဖြစ်သွား ဒီပါဟယ်လိုလူအမတ်တရယူရမယ် ကဲအခုဆိုရင်ကျွန်တော်တို့မိုင်းရှူရောက်ရှိလုံးဝตาရလှပါတယ်နော်ဟုတ်ရလုံးဝတောင်နှင်းကြီးနဲ့လှချက်ညနေခင်းအလှလေးစင်မော်ရောက်နေတော့ပါလုံးဝလှချက်နော်အေးရလဲအေးလိုက်တာကျွန်တော်ဘန်ဂလိုလေးတွေနားရောက်ပါပြီနောက်ကဖွဲတွေတော့စောင့်နေပါတယ်နောက်တော့ကားတွေလည်းလာမယ်သတင်းရပါတယ်လောစီရောက်ထားတဲ့ဘင်းလေးပါ
shade. Oh my.ကျွန်တော်အပြည့်ကြီးထဲတာလေ ဘာလဲပြည်တယ်မရှန်အောင်ကြ ကဲဒါတော့ကျွန်တော်တို့နန်းဆန်မျိုးရောစတင်လို့ဝင်လာပါတော့နန်းဆောင်ရောက်နေပြီရှမ်းပြည်ရှေ့ပိုင်းတောင်ပိုင်းလား ဘယ်ချိန်ရှိပြီလဲ ဖုံဝဲ ခွန်နိုင်ခွင်နန်းဆန်ရောက်တယ်ခစားချက်လေးတွေဆောင်းမောင်းကောင်းတယ် ရင်းရင်းစီးနိုင်အောင်လို့မိုင်းကတောင်းစီးနေရတယ် ဘာဘလို့ဘာညာပြောကဲကျွန်တော်နန်းဆန်ရောက်ပါပြီဒါပဲမှာတော့ နာပိုလီနမ်ဆန် နန်းဘာလို့နာပိုလီနန်းဆန်တော့ဟမ် နာပိုလီစလိတောင်းလိုက်ဆော်သွားလိုက်တော့ သဘောကျနန်းဆန်ဈေးလေးရောက်နေပေါ့ဘာညာဟမ်တော့ဈေးပတ်ဝယ်နေရောနော်ကျွန်တော်တို့နန်းဆန်ဈေးလေးကိုပတ်နေကြတယ်နော်မင်းသားတွေကဒါကရန်ကုန်မင်းသားဒါတော့ကျွန်တော်စောစီစလိတ်နဲ့တော့အပေးပြီးသွားတယ်ပင်ကောင်းနဲ့မီးဦးထောင်မှုတ်ပါတော့ မဟုတ်ပါဘူးโอเคโอเคဒါတော့ဝယ်ပြီးပြီချမ်းပြီးပြီဆိုတော့စားမယ်တောက်မယ်ပေါ့နော်ဘိုးဘာစားမှာလဲဘိုးဘာစား ကျွန်တော်ရှမ်းဟောက်တယ်ပဲစားပါစေ အကိုကဘာစားမှာလဲ နက်ဆန်လာတော့နက်ဆန်လာနေရှမ်းစားတာတွေစားရတာဗောနော် အကိုရှမ်းအောင်ဘာစားမှာလဲ ရှုလို့ရှမ်းတယ် ရှမ်းလို့မင်္ဂလာပါဘာပြောမလဲဆို စီကဲတပွဲဟိုအောင်ရင်းတဲ့ကွန်ပါဝင်အမေကျွန်တော်နေဟဲ့ဒီတင်လို့တော့အဲ့မေ နမ်ဆန်မြို့ရောက်ရှိအညာဒါတော့ကျွန်တော်တို့အခုနမ်ဆန်မြို့ကိုရောက်ပါပြီညာအားလုံးပဲဆောင်းရမ်းပိုက်တယ်ပြင်းလေတလေးနည်းနည်းပြန်အထက်အမြင့်ပေ3166မြင့်နော်အားကျွန်တော်တို့တော့ဒီလေးစီးနဲ့ပဲကျွန်တော်ရှောက်သွားတယ်ခွဲရခွဲဒါကြောင့်တော့ရှူပြင်းကြောက်စစ်ကတော့ဝါဒီစစ်စစ်အားတော့ကြည့်ပြီဟုတ်ကဲ့တော့ကြည့်ပြီ ဆောက်သွားပြီပေါ့အဲ့မဲ့တက်လာအောင်အဲ့ဆောက်တော့အဲ့အောင်နန်းဆန်မှာဆောက်ကြည့်နေပြီ ဟုတ်ဆိုင်ကြီးဆိုင်ပြောတော့လက်ခံပါနော်ဒီကောက်ဆွဲကောင်းလုံးလို့စားလားဆိုင်ရှင်တကယ်ချောတော့ဘောချစ်စရာ ကျစီရလေကျစီရကြီးရောက်ရေး တကယ် မိမတွေမပါကြတော့အားချောကြတာမိမတွေမပါကြတော့ အဲဒီမှာကင်မရာသမားကပြပြီကင်မရာသမားမိန်းမဟိုမှာဟိုဝယ်ပြီးမျက်နှာလောက်အောင်မှာတော့ပါတော့ကြာဘာလဲဟိုကဘာလဲခေါင်းစုဝယ်ပြီးမျက်နှာပြန်လုံမှာတော့မျက်နှာတော့မလုံပါနဲ့တော့ကြည့်မကောင်းโอเคကျေးဇူးတင်ပါတယ်ဒါတော့ MC လွမ်းပိုင်မဟုတ်တဲ့ MC ပါ
ဘာဖြစ်ဒီဘယ်လေးကိုွာ ခေါ်တယ်မှာစပိန်လေးလာလေးရှိ အဆုံးတော့ပန်းနိုင်ရောက်ခဲ့ပြီပေါ့ စားကလေးရတာ ဒီကအမှပေါ့ ဒါလေး3ကောင်းမှာအမြမရဲ့တပေါင်းမင်းသေးဘူးနော် ဒီကစကူ ဟဲ့ လွတ်လွတ်မွေးလူကမွေးလွတ်မွေးပေါ့တပါမယ် ဒါလေးကစာဖုံးကြီးလေးလေဒါလေး စာဖို့ကြီး အောက်ပါစာဖုံးကြီးလေးကဒါလေးကတော့3ပေါင်းမှာတပေါင်းမှာ တစ်ချင်းလုံးလိုက်မင်းတို့က9000နဲ့ရမယ်ဒီချင်းပါအဲ့ချင်းကို3000နဲ့ယူ တော့ရွှေဖုံးပွင့်တောင်ပေါ်ကနေပြီးတော့ကျွန်တော်မြင်နေရတဲ့ view နေတာကတောင်ကြီးမျိုးကရမ်းလာတယ်တော့ကနေတဲ့ချိန်ပေါ့နော်တောင်ကြီးမျိုးကျင်းနေပြီဟိုးဘက်ထိမျက်စိတစ်စုံကနေကျွန်တော်ဒီဘက်မျက်စိတစ်စုံအဲ့တော့ကျွန်တော်ဥဖွဲ့ပါဒါဘိုက်ကာဆရာကြီးဘိုက်ကာကြီးပေါ့ဒါကတော့ကျွန်တော်ဘိုက်ကာအရင်ဖြစ်ရှင်တဲ့ကိုပြီးစရာကြီးလည်းများနေပါပြီကျွန်တော်ဒီဘက်မှာနော်ဖြူစင်တဲ့ကိုကြီးပေါ့ဖြူစင်ပေါ့ ဖိုးသူတော် ဆောက်ချောကြီးဒါတော့ကျွန်တော်တို့အားချင်းတက်လာတဲ့ကျွန်တော်တို့ဘိုက်ကာကြီးပေါ့ဒါဒီမှာတော့ညီငယ်တွေပေါ့ညောင်းလည်းရိုက်ပြီ ဘာပြောချင်လဲဘယ်ရီးသားအောင်ပုံသက်တာလားဘယ်သူပုံသက်တာလဲ အလုံးကို ဘယ်လိုကိုလဲအထင်က ဟုတ်ကူ ဟောကောင်ကြီးဒီလိုက်လာတာခွေးဝဲလာတာ ပြောင်းလာစဲနေမကောင်းလဲ ဗီဒီယိုကြီးဆိုတော့ဟုတ်ကဲဒါတော့ကျွန်တော်တို့ we let shan state ဘာညာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ ਨੇ လမ်းမှာတွေ့ခဲ့တဲ့ Z တွေ09ကာမညောင်းနဲ့စက်တယ် we let shan state ဘယ်လိုကျမ်းမှာလဲဘယ်လိုကျမ်းမှာဘာလဲနားလဲဘလို့ရှိရဝဲမှာလားနားနားရှိရဝဲမှာအမရှိရဝဲနားဘယ်လိုလဲဒါပြီဒါပြီဒါပြီ